ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါဗျာကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ရဲ့ပြည်အောင်စုဝင်ချင်းတဲ့တူဒီတက္ကသိုလ်ရဲ့အဓိပတိတွေဒုတိယအဓိပတိတွေနဲ့ဆရာဆရာမတွေဝန်ထမ်းများအားလုံးကျောင်းသားကျောင်းသူတွေပါကျွန်တော်တို့စောင့်နေကြရောက်ရှိနေကြပြီဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အခမ်းအနားလေးကိုမကြခင်အချိန်တွင်းမှာစတင်ပါတော့ခင်ဗျာဟုတ်ကဲ့ပါမကြခင်အချိန်တွင်းမှာကျွန်တော်တို့ဒီအခမ်းအနားအတွင်းသို့ဒါဟာရအဖွဲ့ဝင်တွေစတင်ဝင်ရောက်လာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ
သက်ဆိုင်ရာစာမေးပွဲများကိုကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုဝဲလက်မှအနှင်းဆက်လက်ပြီးဒုတိယ activity ဆရာမကြီးဒေါက်တာအန်နာကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပေးမှာဖြစ်ပါတယ်ရှင်။အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပေးဖို့ဒုတိယ activity တစ်ချိန်ဒေါက်တာအန်နာကိုလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ Never stop learning, never stop your dreams, and never forget the memories we have created here. Once again, I would like to say congratulations to each and every one of you. Thank you so much. ဆက်လက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာစောဝေစိုးကဝင်းနှင်းသမင်ကွန်ပျူတာမိကွန်ဟောကြားမှာဖြစ်ပါတယ်။ဝင်းနှင်းသမင်ကွန်ပျူတာမိကွန်ဟောကြားပေးပါရန်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာစောဝေစိုးကိုလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ အားလုံးမင်္ဂလာပါဒီနေ့မတ်လ10ရက်နေ့ပေါ့နော်2025ခုနှစ်မတ်လ10ရက်နေ့မှာကျင်းပတဲ့မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ပထမဦးဆုံးအကြိမ်ပွဲနှင်းသဘင်အခမ်းအနားမှာခုလိုမျိုးစကားပြောကြားခွင့်ရတဲ့အတွက်ပြည်ထောင်ညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကိုစားမြို့သားညီညွတ်ရေးအစိုးရကိုစားထူးပဲကျေးဇူးတင်ပါတယ်လို့အရင်ဆုံးတော့ဒီမြန်မာနွေဦးတက္ကသိုလ်ဒီပွဲနှင်းသဘင်ခန္ဓာကျင်းပတဲ့အဖွဲ့တွေမြန်မာနွေဦးတက္ကသိုလ်မှဆရာကြီးဆရာမကြီးများနောက်ကျောင်းသားကျောင်းသူများကိုအရင်ဆုံးကျေးဇူးတင်ကြောင်းပြောလိုပါတယ်နောက်တစ်ခုကတော့ဒီနေ့တက်ရောက်လာတဲ့သူအားလုံးနောက်တစ်ချိန်မှာတော့ဒီဟာ record နဲ့လုပ်ထားမှလည်းတူပါတယ်ဒီ record ကိုကြည့်နေတဲ့သူတွေအားလုံးပေါ့လေပြည်သူပြည်သားတွေတော်လှန်သောပြည်သူတွေတော်လှန်ရေးသမားတွေအားလုံးဒီမြန်မာနွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့သူတွေအားလုံးကိုလည်းဂုဏ်ယူပါတယ်လို့ပြောချင်ပါတယ်နောက်ဒီနေ့ပထမဦးဆုံးဒီဝဲနှင်းသဘင်ခန္ဓာမှာပွဲရတဲ့မောင်မဲ105ဦးရှိတယ်လို့ပြောပါတယ်အားလုံးကိုကျွန်တော် congratulation ဂုဏ်ယူပါတယ်ဝမ်းမြောက်ပါတယ်လို့ပြောချင်ပါတယ်တကယ်တော့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီနေ့ຫນွေဦးတော်လှန်ရေးနဲ့အတူရှိနေတဲ့ဤသူလူထုကြီးတရက်လုံးကဂုဏ်ယူနေကြမှာဝမ်းသာနေကြမှာဝမ်းမြောက်နေကြမှာဖြစ်ပါတယ်နော်ဒီမောင်တို့မယ်တို့ကိုယ်တိုင်ရောမောင်တို့မယ်တို့ရဲ့အခုဒီဆရာမတွေနော်တက္ကသိုလ်ကြီးကရောမောင်တို့မယ်တို့ရဲ့ဒီຫນွေဦးတော်လှန်ရေးပြည်သူတရက်လုံးကကောအလုံးဂုဏ်ယူဝမ်းမြောက်နေမှာဖြစ်ပါတယ်ဒါဟာအတိတ်ကိုကျွန်တော်တို့ဒီတော်လှန်ရေးနဲ့အတူတကယ်ကိုထူးခြားတဲ့ဒါနေ့တစ်နေ့ဖြစ်တယ်မှတ်တမ်းတင်ရမယ်နေ့တစ်နေ့ဖြစ်တယ်သ
မိုင်းတွင်မဲ့နေ့တစ်နေ့ဖြစ်ပါတယ်လို့ကျွန်တော်ဂုဏ်ယူကြောင်းပြောကြားလိုပါတယ်ဒီလိုခက်ခဲတွေကြားကကျွန်တော်တို့တွေအခုလိုမျိုးကြိုးစားအားထုတ်ကြပြီးတော့အခုလိုပွဲရတဲ့အထိနော်ကြိုးစားခဲ့ကြတဲ့သူတွေဝိုင်းဝန်းခဲ့ကြတဲ့သူတွေပံ့ပိုးခဲ့ကြတဲ့သူတွေနော်ဥဆောင်ခဲ့ကြတဲ့သူတွေပြင်ဆင်ခဲ့ကြတဲ့သူတွေအားလုံးကိုလည်းပဲကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီချိန်မှာအမှတ်ရနေရမှာတော့အခုတော်လန်ရေးအတွင်းမှာကြာဆုံးသွားကြတဲ့ဒီຫນွေဥတော်လန်ရေးအတွင်းမှာအသက်တွေဘဝတွေပေးသွားကြတဲ့ကြာဆုံးသွားကြတဲ့အာဇာနည်သူရဲကောင်းတွေကိုတတိယကြရမယ်ပညာရေးအာဇာနည်သူရဲကောင်းတွေကိုကျွန်တော်တို့တတိယရကြရမယ်နော်ခုနလူကြီးလူငယ်ပေါ့နော်ကျွန်တော်တို့ပညာရေး CDM တွေကျောင်းသား CDM တွေဆရာမ CDM တွေဝန်ထမ်း CDM တွေနဲ့ဒီပညာရေးအာဇာနည်တွေကိုကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အလေးပြုကြရမယ်ဒီနေရာကနေကျွန်တော်အလေးလည်းပြုပါတယ်သူတို့ကိုလည်းကျွန်တော်အမှတ်တရဒီချိန်မှာအားလုံးရှိနေရမယ်နောက်သူတို့အတွက်ကျွန်တော်တို့တွေပို့ပြီးတော့စူးစမ်းဖို့လိုအပ်တယ်ပို့ပြီးတော့ကျွန်တော်တို့တွေထိမ့်သိမ့်ဖို့လိုအပ်တယ်ပို့ပြီးတော့ကျွန်တော်တို့စောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတာလေးလည်းကျွန်တော်တို့ရင်ထဲနှလုံးသားထဲမှာထည့်ထားရမှာဖြစ်တယ်လို့ကျွန်တော်တို့ထည့်ထားပါတယ်လို့လည်းကျွန်တော်ဒီနေရာမှာအမှတ်တရလေးကျွန်တော်ပြောချင်ပါတယ်နောက်ဒီຫນွေဥတော်လှန်ရေးနဲ့အတူတူပေါ်ပေါက်လာတဲ့ဒီမြန်မာဒီຫນွေဥတက္ကသိုလ်ပေါ့နော်ဒီတက္ကသိုလ်ဟာတကယ်တော့ကျွန်တော်တို့အများကြီးအခက်အခဲတွေကြားကနေပေါ်ပေါက်လာရတာဖြစ်ပါဒီအခက်အခဲတွေကိုကျော်လွှားပြီးတော့ခုလိုမျိုးဆောင်ရွက်လာတဲ့ဆောင်ရွက်နေကြတဲ့ပါဝင်နေကြတဲ့အများကြီးရှိပါတယ်အခုလည်း challenges တွေအများကြီးရှိတယ်ခုလည်းအခက်အခဲတွေရှိတယ်ကျွန်တော်တို့တွေသိတာတွေရှိသလိုမသိတာတွေတောင်ရှိပါနော်အဲ့ဒါတွေအခက်အခဲတွေကြားကနေခုလိုမျိုးစူးစမ်းပြီးဆောင်ရွက်ပြီးတော့ခုလိုမျိုးမောင်တို့မယ်တို့ပွဲရတဲ့အထိလုံနိုင်ခဲ့တာအတွက်ကတော့တကယ်ကိုအကြောက်တင်စရာတစ်ခုလည်းဖြစ်ပါတယ်ကျေးဇူးလည်းတင်တယ်ဂုဏ်လည်းယူတယ်နောက်ခုလိုမျိုးပေါ့လေဒီအခွင့်အခမ်းအနားတွေနော်ကျက်တီမင်္ဂလာရှိတာတွေပေါ့နော်တကယ်ကိုအားရကျေနပ်စရာကောင်းတယ်ဒါဟာကျွန်တော်တို့တွေရဲ့စိတ်ဓာတ်တွေကျွန်တော်တို့တွေရဲ့ခံယူချက်တွေကျွန်တော်တို့တွေရဲ့တိုင်းပြည်ပေါ်အနာဂတ်မျိုးဆက်သစ်တွေပေါ်ဘလောက်ကျွန်တော်တို့အားထုတ်ကြိုးပမ်းတယ် commitment တွေရှိတယ်ပြီးဆက်မှုတွေရှိတယ်စွန့်လွတ်စွန့်စားမှုတွေရှိတယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။ကျောင်းသားတွေရောဆရာတွေရောနော်ဒေါ်လာရေးမှာပါဝင်နေတဲ့သူအားလုံးရဲ့စွန့်လွတ်စွန့်စားမှုတွေကိုဒီနေရာမှာထင်ထင်ရှားရှားတွေ့နေရတာဖြစ်ပါတယ်ပေါ့။အဲကြောင့်ဒါတွေအကြောင်းလည်းပဲကျွန်တော်တို့ရဲ့ဒေါ်လာရေးအောင်မြင်မှာဖြစ်တယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်ဟာကောင်းမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒီနေ့ဒီပွဲရတဲ့မောင်တို့မယ်တို့ရဲ့ပေးဆက်မှုစွန့်လွတ်စွန့်စားမှုအနစ်နာခံမှုနော်ကြိုးစားအားထုတ်မှုနော်ဒီဟာတွေဟာဒီစွမ်းရည်တွေဒီတတ္တိတွေဟာကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံကိုကောင်းမွန်စွာတည်ဆောက်နိုင်မယ်ဆိုတာကိုကျွန်တော်အကျွမ်းမဲ့ယုံကြည်တယ်ဒါအဲ့ဒီအစဒါယုံကြည်ချက်နဲ့အတူတူလဲကြိုးပမ်းအားထုတ်ကြလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ယုံလည်းယုံကြည်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာကြုံတော့ကျွန်တော်တို့ဒီခန္ဓာနဲ့ကြုံတော့ကျွန်တော်ပြောရရင်တော့ကျွန်တော်တို့တော်လှန်ရေးကတဆင့်ပြီးတဆင့်သွားနေတာဖြစ်တယ်ကျွန်တော်တို့မှာကအားလုံးအစဉ်သင့် ready made အစဉ်သင့်ရှိတဲ့ပစ္စည်းငွေကြေးတွေနဲ့တော်လှန်ရေးကလောက်ရတာမဟုတ်ဆိုတော့တဆင့်ပြီးတဆင့်စုဆောင်းရတယ်တဆင့်ပြီးတဆင့်ပြင်ဆင်ရတယ်တဆင့်ပြီးတဆင့်စုစည်းရဆိုတော့အဲ့ဒီဟာကနေတဆင့်ပြီးတဆင့်သွားနေတာအခုဟာကဒေါ်လာရေးရဲ့နော်နောက်တစ်ဆင့်တက်ဖို့လုပ်နေတဲ့အချိန်လို့အားလုံးသဘောပေါက်ကြပါဒီအချိန်မှာကျွန်တော်တို့တွေအားစိုက်ဖို့လိုတယ်နော်ဆက်ပြီးတော့ပါဝင်ကြဖို့အရန်ရည်ကြည့်ပါတယ်ဒီအချိန်မှာအားလုံးသိတဲ့အတိုင်းဒေါ်လာရေးဒါအများပြောနေတယ်เนาะကျွန်တော်တို့ဒေါ်လာရေးဘက်ကစိုးမိုးထိန်ချုပ်တဲ့နေမြေ40%ရှိတယ်เนาะဟိုဘက်ကရန်သူဘက်ကစကစဘက်က25%ရှိတယ်
နော်ဟိုဘက်ဒီဘက်နှစ်ဖက် conflict ဖြစ်နေတဲ့နေရာတွေက35ရာခိုင်နှုန်းရှိတယ်ဆိုတော့ဒီနေရာတွေမှာခုဒီနေ့ဖွဲ့ရတဲ့မောင်တို့မယ်တို့ဟာနော်နေရာတိုင်းမှာဒေါ်လာရေးနဲ့အတူပါဝင်နေဖို့လိုတယ်စောစောကလွတ်မြောက်နေတဲ့နေရာဒေသတွေရဲ့ပညာရေးအကောင့်ထဲပေါ်မှုတွေနော်စောစောက conflict ဖြစ်နေတဲ့တိုက်ပွဲတွေဖြစ်နေတဲ့ကျွန်တော်တို့ဒါသိမကြသေးတဲ့အချိန်တုန်းကပဲအောင်ဆန်းကျွန်တော်တို့ခုနတက္ကသိုလ်ပေါ့နော်အဲ့ဒီမှာဘုံကျဲခံရပြီးတော့အသက်ပေးသွားတဲ့အကြောင်းသားတွေထိခိုက်ဒဏ်ရာရတဲ့ဆရာတွေရှိရယ်နော်အဲ့လိုတွေပေါ့နော်အဲ့လိုနေရာတွေမှာလည်းပဲကျွန်တော်တို့တွေပါဝင်ပြီးတော့အကောင့်ထဲခေါ်ကြဖို့လိုတယ်ဒါကတော့ conflict ဖြစ်နေတဲ့နေရာတွေပေါ့နော်နောက်တစ်ခုကတော့ဆိုရန်သူစိုးမိုးတဲ့နေရာဒေသမှာလည်းကျွန်တော်တို့တွေ underground education ပေါ့နော်online education တွေလုပ်နေရရှိဒါတွေမှာလည်းပဲကျွန်တော်တို့စူးစမ်းပြီးတော့ပါဝင်ကြဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်ဒါဟာအရေးကြီးတယ်နော်ဒါဟာအရေးကြီးပါတယ်ကျွန်တော်တို့ဒေါ်လာရေးပညာသင်ရင်တော်လှန်ကျွန်တော်တို့တွေရဲ့နော်အင်အားတွေနဲ့ဒီဒေါ်လာရေးဟာခုနလက်နက်ကင်ဒေါ်လာရေးဆိုပေမဲ့ကြံတဲ့ခန္ဓာအသီးသီးကလည်းကျွန်တော်တို့စူးစမ်းကြရတာဖြစ်တယ်ပါဝင်ကြရတာဖြစ်တယ်တော်လှန်ကြရတာဖြစ်ပါတယ်လို့ဒါကြောင့်ဒီပညာရေးခန္ဓာရဲ့တော်လှန်ရေးပညာရေးခန္ဓာရဲ့တော်လှန်ဒီအင်အားစုတွေဟာတိတ်ကိုအရေးကြီးတယ်ဒီနေ့ဝဲရသွားတဲ့မောင်တို့မယ်တို့ဟာတော်လှန်ရေးအင်အားစုကြီးတစ်ခုဖြစ်လာမယ်အားကိုပို့ပြီးတော့အားကောင်းစေတဲ့တော်လှန်ရေးအင်အားစုဖြစ်စေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြည်သူတွေကလည်းဒါကိုဝမ်းသာနေကြမှာဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့အတူတူကျွန်တော်တို့အစွမ်းကုန်ကြိုးစားပြီးတော့တော်လှန်ရေးမှာရောတော်လှန်ရေးအလွန်ကာလမှာရောကျွန်တော်တို့နိုင်ငံပြန်လည်ထူထောင်တဲ့နေရာမှာအစွမ်းကုန်စူးစမ်းပါဝင်ကြပါစူးစမ်းအားထုတ်ကြပါလို့လည်းကျွန်တော်ပြောချင်တယ်နော်ဒါအပြင်ကျွန်တော်တို့အခုတဆင့်ပြီးတဆင့်တိစောက်မှုတွေမှာကျွန်တော်တို့မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီမြို့သားညီညွတ်ရေးအစိုးရမြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီနဲ့တွဲတဲ့ကျွန်တော် GCC education ပေါ့နော် NUG နဲ့ NUCC နဲ့ကြားထဲမှာ GCC education ဆိုတာဖွဲ့ပြီးသွားနေတာရှိတယ်အဲ့ဒီကနေပြီးတော့မူဝါဒတွေချမှတ်တာကိုအဲ့ဒီကနေချမှတ်တဲ့မူဝါဒတွေနဲ့အညီနော်ဒီ NUG MOE ကအကောင့်ထဲပေါ်နေတယ်အခုချိန်မှာတက္ကသိုလ်တွေက autonomy ရှိတဲ့တက္ကသိုလ်တွေအနေနဲ့အကောင့်ထဲပေါ်နေတာဖြစ်တယ်ဒီထဲကတစ်ခုကနေပြီးတော့အခုလိုဖွဲ့ရတာပေါ့နော်ဆိုတော့ဒါအဲ့ဒီကနေခုဆိုရင်ဒါအားလုံးသိပြီးသားနော်ကျွန်တော်တို့ဒီ2023ထဲမှာ Federal Democracy Education Policy ဆိုတာကိုကျွန်တော်တို့stakeholder တွေနဲ့အားလုံးပါဝင်ပြီးတော့ကျွန်တော်ရေးဆွဲပြီးတော့ချမှတ်နိုင်ခဲ့တယ်အဲ့ဒီ policy ပေါ်မှာအခြေခံပြီးအခုဆိုရင် Interim Federal Education Council ဂျာကာလာ Federal ပညာရေးကောင်စီကိုကျွန်တော်တို့ဖွဲ့စည်းပြီးတော့အခုချိန်မှာအဲ့ဒီကနေတစ်ဆင့်မူဝါဒတွေ policy တွေ guideline တွေနဲ့အတူကျွန်တော်တို့သွားဖို့ပြင်ဆင်နေတယ်ပညာရေးပြုပြင်ပြောင်းလဲမှုကြီးတစ်သက်လုံးကျွန်တော်တို့သွားခဲ့တဲ့နော်စစ်ကြုံပညာရေး socialist နောက်ခုန centralize ကနေအခုချိန်မှာ decentralize ကျွန်တော်တို့ federal democracy နဲ့ inline ဖြစ်တဲ့ပညာရေးကိုအကောင့်ထဲပေါ်နေတဲ့အချိန်ဖြစ်တယ်ဆိုတာလည်းဒါလည်းကျွန်တော်အသိပေးပါတယ်နောက်အခုချိန်မှာ federal unit အသီးသီးမှာပညာရေးအကောင့်ထဲပေါ်မှုတွေနော်အားကောင်းကောင်းနဲ့လုပ်နေတယ် on ground မှာနော်မြေပြင်မှာအကောင့်ထဲပေါ်မှုတွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲသိမကြသေးဘူးရက်ပိုင်းကဒီကချင် comprehensive university ဖွဲ့နေတယ်ပဲအခမ်းအနားလုပ်ခဲ့တယ်ပေါ့နော်ဒါသူတို့ဆိုရင်ကျွန်တော်ထင်တယ်တတိယအကြိမ်အောင်ပြတ်သွားပြီတင်ဆိုတော့အဲ့ဒါတွေသူတို့လုပ်ခဲ့တာရှိတယ်ဆိုတော့အဲ့လိုမျိုးတွေနဲ့အားကောင်းကောင်းသွားနေကျန်တဲ့ federal unit တွေမှာလည်းအကောင့်ထဲပေါ်မှုတွေအများကြီးလုပ်နေတဲ့အချိန်ဖြစ်တယ်ကျွန်တော်တို့ဒေါ်လာရေးဘက်ကကျွန်တော်ထင်ပါတယ်ဘယ်လိုနီးနေမှာဒေါ်လာရေးဟာနော်နှိမ်ပါသွားမှာမဟုတ်ဘူးကျွန်တော်တို့ဒေါ်လာရေးအောင်မြင်မှုတွေတစ်ဆင့်ပြီးတစ်ဆင့်တက်ပြီးတော့ခိုင်မာတဲ့ Federal Democracy နိုင်ငံခိုင်မာတဲ့ Federal Democracy ပညာရေးပေါ်ပေါက်လာမှာဖြစ်တယ်ဒီထဲကနေပြီးတော့အခုဒီမောင်တို့မယ်တို့ဟာဒီဟာရဲ့တစ်စိတ်တစ်ပိုင်းဟုတ်တစ်ချက်သဲတဲ့ဘွဲအနေနဲ့ပါဝင်ကြမဲ့သူတွေကြီးပဲဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်လို့ကျွန်တော်တို့တွေအစွမ်းကုန်ကြိုးစားကြဖို့လိုပါတယ်ကျွန်တော်တို့အများကြီးနော်ကဘာကြီးရဲ့နောက်သူများတွေရဲ့နောက်ရောက်နေတာကိုကျွန်တော်အများနဲ့အတူရင်မောင်တန်းနိုင်အောင်ကျွန်တော်တို့ဒီမောင်တို့မယ်တို့ရဲ့ကြိုးစားအားထုတ်မှုတွေဟာ
အရေးကြီးတယ်ကျွန်တော်တို့နိုင်ငံပြန်လဲတည်ဆောက်တဲ့အချိန်ကျွန်တော်တို့နိုင်ငံကမ္ဘာအဆင့်ကိုပြန်လဲတွန်းတင်တဲ့အချိန်မှာအောင်လုံးမယ်တွေရဲ့ထံပိုးတွန်းတင်မှုအားတွေဟာအဓိကအားတွေဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်နော်ခုနဆရာမကြီးအန်နာပြောကြားသွားတဲ့မိငုံနဲ့မှလည်းပါတယ်လို့ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့စွမ်းကုန်ကြိုးစားပြီးတော့ကျွန်တော်တို့တွေရာကိုတက်လာတဲ့ပညာနဲ့နော်နာကတိုင်းပြည်အတွက်မျိုးဆက်သစ်တို့အတွက်ဆက်ပြီးတော့ပေးဆက်ကြမယ်စွန့်လွတ်ကြမယ်ကြိုးစားအားထုတ်ကြမယ်လို့ကျွန်တော်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်မောင်တို့မယ်တို့နဲ့တကွဒီကမြန်မာຫນွေဦးတက္ကသိုလ်မှာဆရာကြီးဆရာမကြီးများဒီနေ့တက်ရောက်လာတဲ့ပေးချထားတဲ့ဧည့်သည်တော်အသီးသီးဘေးပရာကင်းဝေးကြပါစေကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပါတယ်ကျေးဇူးပါ ဝန်နှင်းတွင်ဂုဏ်ပြုမိဂုဏ်မကြားပြပါတော့ပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာစောဝေစိုးကိုကျေးဇူးထိုးပင်တရှိပါတယ်ရှင်ဆက်လက်ပြီးမြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးတွန်းကဝန်နှင်းတွင်ဂုဏ်ပြုမိဂုဏ်မကြားပြမှာဖြစ်ပါတယ်ရှင်ဝန်နှင်းတွင်ဂုဏ်ပြုမိဂုဏ်မကြားပြပါရန်ဒုတိယဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းအားလေးစားစွာဖိတ်ကြားပါတယ်ရှင် ဟုတ်ကဲ့တက်ရောက်လာကြတဲ့ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးနဲ့တကွာအခု MNOU ကတာဝန်ရှိဆရာကြီးဆရာမကြီးများနောက်ဒီနေ့မှာเนาะဒီမြန်မာຫນွေဦးတက္ကသိုလ်ရဲ့ပထမဆုံးတော့ပွဲနှင်းတပင်ကိုယူကြမယ်ပွဲယူမောင်မယ်များအားလုံးကိုမင်္ဂလာပါလို့ဥစွာပြောကြားလိုပါเนาะကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရရဲ့เนาะဟိုformal education ကိုစဖို့အတွက်ကျွန်တော်တို့ရှေ့ပိုင်းမှာတော်တော်ခက်စီစဉ်ခဲ့ရတယ်ပေါ့နော်ရှေ့မှာဟို short course ဆိုပါတော့ကနေပြီးတော့မှအခုနောက်ပိုင်းမှာเนาะအဆင့်မြင့်ပညာညီလာခံကျင်းပပြီးဒီ not formal education အတန်းတင်ပညာရေးကိုเนาะဆက်လက်လှုပ်ဆောင်ဖို့ဆိုပြီးကျွန်တော်တို့သဘောတူညီမှုတွေရခဲ့ပြီးเนาะလှုပ်ဆောင်ခဲ့တာမြန်မာຫນွေဦးတက္ကသိုလ်ကเนาะဒီစကန်နာဦးပေါ့เนาะကျောင်းထဲမှာပါလို့တစ်ဖက်မှာလက်ရှိတော်လိုင်းအင်အားစုဖက်မှာရှိတဲ့ပေါ့เนาะဒီ Federal Democracy တက္ကသိုလ်တွေထဲမှာဆိုရင်အကြီးဆုံးကျောင်းလို့လည်းပြောလို့ရเนาะဒီကျောင်းကြီးကနေပြီးတော့မှအခုဒီနေ့ပထမဆုံးတော့ပွင့်နေတဲ့ပင်ကိုကျင်းပနိုင်တာတကယ်เนาะတကယ်အောင်မြင်မှုပါတော်လန်ကြီးအတွက်တင်မှာကပဲကျွန်တော်တို့အနာဂတ်နိုင်ငံအတွက်အရေးကြီးတဲ့အရေးပါတဲ့နောက်တစ်ချိန်မှာနိုင်ငံဥဆောင်မဲ့ကျွန်တော်တို့ပွဲရကျောင်းသားကျောင်းသူမောင်မယ်တို့ကိုเนาะမွေးထုတ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှကိုဂုဏ်ယူဝမ်းမြောက်မိကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့နိုင်ငံကအခုချိန်မှာเนาะ Federal Democracy ဒီဆောက်ရေးကိုတွားနေကြတယ်ဆိုတာအားလုံးသိတယ်ပေါ့เนาะနိုင်ငံရေးရဖြစ်စေစစ်ရေးရဖြစ်စေပေါ့เนาะကျွန်တော်ဘာမှမရှိခဲ့တဲ့အနေထားနေပြီးတော့မှအခုဆိုရင်เนาะနယ်မြေစိုးမိုးတာတွေနောက်เนาะစစ်ပွဲတွေအောင်မြင်တာတွေနိုင်ငံတကာအဆင့်မှာလည်းပဲကျွန်တော်တို့အရင်ကထက်ပုံမထိုးပေါက်လာနိုင်တဲ့အနေထားရှိပါတယ်เนาะဒီတိုင်းသားတွေနဲ့ဆက်ဆံရေးရလည်းပဲပို့ပြီးတော့ခိုင်မာအားကောင်းလာတယ်နောက်ပြီးကျွန်တော်တို့အနာဂတ်နိုင်ငံဘယ်လိုတွားမယ်ဆိုတဲ့လမ်းကြောင်းတွေကိုလည်းမူတွေအခြေခံမူတွေချမှတ်နိုင်ခဲ့တယ်လို့ရှေ့ဆက်တွားမယ်အကောင့်ထဲပေါ်ရမယ်နီးလန်းတွေကိုလည်းကျွန်တော်တို့နော်ပြင်ဆင်ရေးဆွဲညှိနှိုင်းနေကြတယ်ပေါ့ဒီလိုမျိုးတွားတဲ့အချိန်မှာဒီနေ့ပွဲယူကြတဲ့မောင်တို့မယ်တို့ရဲ့အင်အားစုကတကယ်ကိုအရေးကြီးပါတယ်ပေါ့နော်ကျွန်တော်တို့တော်လန်ရေးကာလတင်မကပဲနဲ့အနာဂတ်နိုင်ငံတည်ဆောက်ရေးမှာလိုအပ်တဲ့ကျွန်တော်တို့ရဲ့เนาะဒီလူဆွမ်းအရင်းမြစ်တွေဖြစ်ပါเนาะအခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာစစ်ကောင်စီရဲ့အကြမ်းဖက်စစ်မှုထမ်းဥပဒေတွေကြောင့်လူငယ်ပေါင်းများစွာဟာเนาะနိုင်ငံတကာဒီเนาะနယ်စပ်နိုင်ငံတွေမှာထွက်ပြီးရအလုပ်ကိုလုပ်နေရတာတကယ်ကိုစိတ်မကောင်းစရာပါဒါပေမဲ့လည်းပဲအဲ့လိုစိတ်မကောင်းစရာတွေကြားထဲမှာမှအခုလိုမျိုးပေါ့เนาะကျွန်တော်တို့ပညာရက်တစ်ခုကိုเนาะမိတို့အနာဂတ်အတွက်လည်းအမခံချက်ပေးနိုင်မဲ့ရှိတဲ့ဘွဲတွေကိုရယူကြပြီးတော့မှ
လုံနိုင်တယ်ဆိုတာဟာတကယ်ဒါထူးခြားတဲ့အောင်မြင်မှုဘာလို့ကျွန်တော်ပြောချင်တာပါเนาะနောက်တစ်ခုကကျွန်တော်တို့နိုင်ငံဒီမှာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တည်ဆောက်ရေးလမ်းကြောင်းတွေရှိကြလို့မောင်တို့မယ်တို့မှာလည်းပဲကိုစီရဲ့တီးခြားเนาะအနာဂတ်အိမ်မက်တွေရှိကြမှာပေါ့เนาะဒီအိမ်မက်တွေအတွက်လည်းဆက်လက်ပြီးเนาะဆက်လက်ပြီးတိဆောက်ယူသွားကြမယ်စူးစမ်းယူသွားကြမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့เนาะတော်လိုင်းရေးအပြီးမှာကျွန်တော်တို့နိုင်ငံအတွက်เนาะပို့ပြီးเนาะဒီလိုအပ်တဲ့လူစွမ်းရင်းမြစ်တွေမှာလည်းပဲပြန်လည်ပြီးပါဝင်ကြမယ်လို့လည်းပဲယုံကြည်တယ်လို့เนาะနိုင်ငံတိဆောက်ရေးเนาะတော်လိုင်းရေးကာလအပြင်ဒီနိုင်ငံတိဆောက်ရေးတွေမှာလည်းပဲဆက်လက်ပါဝင်ပေးကြဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ပေါ့နော်အဲ့တော့ဘာပြောเนาะရှေ့မှာလဲကျွန်တော်တို့ဝင်ကြီးကနေเนาะရှေ့ကဆရာကြီးဆရာမကြီးတွေလည်းတော်တော်ပြောပြီးကြပြီဖြစ်တယ်ပေါ့နော်ဒါမဲ့ခုကျွန်တော်ထပ်ပြီးပြောချင်တာတော့အခုလိုမျိုးပေါ့နော်ဒီပွဲနင်းတဲ့ပင်ခန္ဓာကျင်းပနိုင်တဲ့အနေထားရောက်တယ်ဆိုတာလွယ်ကူတော့ဖြစ်လာတာမဟုတ်ပါဘူးเนาะကျွန်တော်တို့လူအားငွေအားအချိန်အားပေးရင်เนาะဒီPR မျိုးစုံကြားတဲ့ကနေပြီးတော့မှတင်ယူကြရတာဖြစ်တာပေါ့နော်မိမိတို့ရဲ့စာဝတ်နေရေးနောက်လုံခြုံရေးစရှိတဲ့ဖြင့်ပေါ့ကြုံတွေ့တယ်ဆိုအဲ့လိုနေရာမျိုးအဲ့လိုအခြေအနေမျိုးကနေပြီးတော့မှအခုလိုပွဲနေတပင်ရအောင်ဝိုင်းဝန်းပြီးတော့ကြိုးစားပေးကြတဲ့เนาะဥဆောင်သူเนาะဒီကျွန်တော်တို့ဆရာကြီးဆရာမကြီးများရောဝန်ထမ်းများရောနောက်တစ်ခါစူးစမ်းပေးကြတယ်ကျွန်တော်တို့လူငယ်မောင်မယ်များကိုရောပဲပေါ့ဂျေစုတင်ကြောင်းလဲเนาะဒီထပ်လောင်းပြောကြားလိုပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဘာပြောပါကျွန်တော်တို့မရှိဘာမှမရှိတဲ့0အနေထားနေပြီးတော့မှစခဲ့တာအခုဆိုရင်ကျွန်တော်တို့အနေထားတစ်ခုရောက်လာပြီဒီနှစ်တော့မဟုတ်နောက်နေ့တွေမှာเนาะဒီနေ့တော့မဟုတ်နောက်နေ့တွေမှာကျွန်တော်တို့ပိုကောင်းမြင်တဲ့အနာဂတ်တွေကိုလည်းပဲမြင်ကြရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါလဲဒီလိုမျိုးနောက်ဖြစ်လာအောင်လို့လည်းပဲထပ်မံပြီးတော့ဝိုင်းဝန်းပြီးကြိုးပမ်းဆောင်ရွက်ပေးကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်တက္ကသိုလ်ပညာရေးအဖွဲ့ကကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟုပညာချင်းခံကြရသူများလက်ထောင်ကြစေတက္ကသိုလ်ဘွဲ့ရများနှင့်သင့်လျော်ထိုက်တန်စွာနေထိုင်ပြောဆိုပါမည်ဟုရိုးသားဖြောင့်မတ်စွာဂရုပြုကြမည်လောဒီပြပါရီဒီပြုပါရီဒီပြပါရီကျွန်ုပ်ကဘွဲ့များအပ်တင်းပါမည် အထီးတီကြီးရှင်မဟာဝိစာပွဲ MA Cinema and Drama အတွက်ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သောဝဲယူမည်သူများကိုအထီးတီထံသို့စီရင်ခံတင်ပြအပ်ပါသည် 23B2 MA2 CND1 ဒီလိုပြပါတယ်ဆရာ 23B2 MA2 CND2 ကျေးဇူးတင်ပါတယ်ဒီချက်ဒီပရိရှင်မဟာဝိစာဘွဲ့ MA International Relations အတွက်ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သောဘွဲ့ယူမည်သူများကိုအဓိပတိထံမောက်သို့စီရင်ခံတင်ပြအပ်ပါသည် M201 M202 M203 M204 M205 M206ဝိဇာဂုဏ်ထူးဘွဲ့ BA Honors International Relations အတွက်
ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီပညာရေးအဖွဲ့ကကြီးညာပြီးဖြစ်သောဝဲယူမည်သူများကိုအဓိပတိထံမောက်သို့အစီရင်ခံတင်ပြအပ်ပါသည်2023 3HR IR2 2023 3HR IR16 2023 3HR IR29 အဓိပတိရှင်ဝိစာဘွဲ့ BA International Relations အတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြီးညာပြီးဖြစ်သောဝဲယူမည်သူများကိုအဓိပတိထံမောက်သို့အစီရင်ခံတင်ပြအပ်ပါသည်2023 4IR8 ကျေးဇူးတင်ပါတယ်ရှင် 2023 4IR9 2023 4IR10 2023 4IR11 2023 B3 IR408 ကျေးဇူးတင်ပါတယ်ရှင် 23 B3 IR414 23 B3 IR415 အဓိပတိရှင်ဝိဇ္ဇာ BA Political Science အတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သောဝဲယူမည်သူများကိုအဓိပတိမောက်သို့အစီရင်တင်ပြအပ်ပါသည်2023 4PX1 ဒီပတိရှင်ဝိဆန်စီးစာဘွဲ့ medicine အော်ပပအမင်းပြူပညာရေးဖွဲ့ကဂျင်နာရီဖြစ်တော့ဝဲယူမည်သူများကိုအင်တာနက်အပ်ပါဘူး23 E2 DVM6 44 3 E2 DVM6 24 E2 DVM6 31 23 E2 DVM6 36 23 B2 DVM6 39 ကျေးဇူးတင်ပါတယ်ခင်ဗျာ 23 B2 DVM6 18 အဓိပတိခင်ဗျာစိုက်ပျိုးရေးသိပ္ပံဘွဲ့ BAGRSC အတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သောဘွဲ့ယူမည်သူများကိုအဓိပတိထံမောက်သို့အစီရင်ခံတင်ပြအပ်ပါသည်23 B2 BAG5 3 ကျေးဇူးတင်ပါတယ်ရှင် 23 B2 BAG5 41 ကျေးဇူးတင်ပါတယ်ရှင် 23 B2 BAG5 50 ကျေးဇူးတင်ပါတယ်ရှင် 23 B2 BAG5 58 ကျေးဇူးတင်ပါတယ်ရှင် 23 B2 BAG5 62 23 B2 BAG5 69 ကျေးဇူးတင်ပါတယ်ရှင် 23
23B2 BAG5 106 23B2 BAG5 127 23B2 BAG5 139 23B2 BAG5 128 23B2 BAG5 144 23B2 BAG5 150 23B2 BAG5 155 23B2 BAG5 156 အဒီပတီရှင်ဒီပလိုမာဘွဲ့ဒီပလိုမာ in agriculture အတွက်ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သောဘွဲ့ယူမည့်သူများကိုအဒီပတီထပ်မောက်တို့အစီရင်ခံတင်ပြအပ်ပါသည် 23B3 with agree 304 23B3 with agree 308 23B3 with agree 309 23B3 with agree 315 23B3 with agree 319 23B3 with agree 334 23B3 with agree 335 23B3 with agree 336 23B3 with agree 337 23B3 with agree 340 23B3 with agree 341 23B3 with agree 342 23B3 with agree 343 ကျေးဇူးတင်ပါတယ်ရှင် 23B3 with agree 345 23B3 with agree 351 23B3 with agree 357 23B3 with agree 358 ကျေးဇူးတင်ပါတယ်ခင်ဗျာ 23B3 with agree 359 ကျေးဇူးတင်ပါတယ်ရှင် 23B3 with agree 360 ခင်ဗျာ 23B3 with agree 361 23B3 with agree 364 23B3 with agree 347 23B3 with agree 355 Diploma ဘွဲ့ Diploma in Social Science အတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သောဘွဲ့ယူမည့်သူများကိုအဓိပတိထံမောက်သို့အစီရင်ခံတင်ပြအပ်ပါသည်
DSS B1 0003 တင်ပါတယ်ရှင် DSS B1 0005 DSS B1 0009 ကျေးဇူးတင်ပါတယ်ခင်ဗျာ DSS B1 0012 DSS B1 0014 တင်ပါတယ်ရှင် DSS B1 0020 DSS B1 0021 DSS B1 0024 DSS B1 0029 တင်ပါတယ်ရှင် DSS B1 0034 DSS B1 0039 တင်ပါတယ်ရှင် DSS B1 0047 DSS B1 0049 DSS B1 0052 DSS B1 0058 တင်ပါတယ်ရှင် DSS B1 0061 DSS B1 0067 တင်ပါတယ် DSS B1 0078 DSS B1 0079 DSS B1 0081 DSS B1 0086 တင်ပါတယ်ရှင် DSS B1 0092 DSS B1 0093 DSS B1 0095 DSS B1 0098 DSS B1 0100 သက်ဆိုင်ရာဘွဲလက်မှတ်များပေးအပ်ပြီးဖြစ်၍မောင်မယ်တို့၏ဝဲအသီးသီးနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝတ်ယုံများကိုဝတ်ဆင်ရန်ခွင့်ပြုသည် activity ရှင်ဝဲအသီးသီးအနှင်းပြီးဖြစ်သောဝဲရပုဂ္ဂိုလ်များစီရင်ကိုအတည်ပြုလက်မှတ်ရေးထိုးပေးပါရန်ပန်ကြားအပ်ပါသည် လူသားချင်းစာနာထောက်ထားကူညီရိုင်းပင်းတတ်တဲ့တတ္တိရှိပြီးထူးချွန်ထက်မြက်တဲ့မျိုးဦးတက္ကသိုလ်ဘွဲရမောင်မယ်အပေါင်းတို့ဟာမျိုးဦးတော်လှန်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာအစွမ်းကုန်ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါအမျိုးသားရေးလုပ်ငန်းတာဝန်များကိုလည်းကျေပွန်စွာပူးပေါင်းလှုပ်ဆောင်ပေးကြပါလို့မှာလိုက်ပါတယ် တက်လက်တီကျေးဇူးတင်စကားပြောကြားပေးပါရန်ဝဲရမောင်မယ်တို့အားဖိတ်ကြားအပ်ပါရရှင် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေရင်းနဲ့တစ်ဖက်တစ်လမ်းမှာလည်းမိမိဘဝပညာရေးအတွက်လှုပ်ဆောင်ခွင့်ရရှိအောင်မြန်မာ့နွေဦးတက္ကသိုလ်ကြီးကဆရာကြီးဆရာမကြီးတို့ကသမီးတို့ကိုဆောင်ကျဉ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆရာကြီးဆရာမကြီးတို့နဲ့အတူမြေပြင်စာသင်ခန်းတွေမှာသမီးတို့သားတို့လက်ကျလုံးစွာ
ပြန်လဲတွေ့ဆုံကြမယ်နေ့ရက်တွေကိုလည်းမျှော်လင့်မိကြောင်းပြောကြားလိုပါတယ်ရှင်။ကြေးတော်ပုံအောင်ရမည်ဆက်လက်ပြီးအပိတ်မင်ကိုမှတ်ကြားပေးပါရန်ဒုတိယအဓိပတိဆရာကြီးဒေါက်တာဝင်းအားလေးစားစွာပန်ကြားအပ်ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီနေ့ MNOU ရဲ့ပေါ့နော်ပထမဆုံးကြိမ်ဝင်နေသဖြင့်အခမ်းအနားကိုပေါ့နော်ကြွားရောက်ချင်းမြင်ပေးပါတယ်ကျွန်တော်တို့ရဲ့ပြည်တော်စုဝန်ကြီးဆရာကြီးဒေါက်တာစောဝီဆိုပြည်တော်စုဒုတိယဝန်ကြီးဆရာကြီးဒေါက်တာစိုက်ခိုင်မျိုးထွန်းနဲ့တကွပေါ့နော်တက်ရောက်လာကြတဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များရောဘွဲယူမောင်မယ်များရောပေါ့နော်အားလုံးမင်္ဂလာပါလို့အားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်လို့ကျွန်တော်ဥစွာပြောကြားလိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ပေါ့နော်မြန်မာຫນွေဦးတက္ကသိုလ်ရဲ့တမူထူခြားတဲ့နေ့ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တွေမှာပေါ့နော်အခက်အခဲမျိုးစုံကြားကနေကျွန်တော်တို့အားလုံးပေါ့နော်တက်ညီလက်ညီလောက်ကင်ခဲ့တယ်လောက်ကင်ခဲ့ကြတာတွေရဲ့အတီးအပွင့်ပေါ့နော်ပထမဆုံးအတီးအပွင့်ကိုစတင်ပြီးတော့ဒါကျွန်တော်တို့ရိတ်သိမ်းတဲ့နေ့လို့လည်းပြောလို့ရပါပါနော်တကယ်တော့လည်းနောက်မကြာမှလည်းကျွန်တော်တို့ဇက်တိုက်တွေပေါ့နော်ကျွန်တော်တို့ရဲ့အတီးအပွင့်တွေကိုမြင်ရတွေ့ရခုစွတ်ကြရတော့မယ်ဆိုတော့လည်းကျွန်တော်တို့ဒါတည်ပြီးသားဖြစ်ပါတယ်နော်အားလုံးလေးအဓိကတော့ကျွန်တော်ဒီနေ့ပေါ့နော်ပွဲလေးကိုဖြစ်မြောက်အောင်စီစဉ်ပေးကြတယ်ပေါ့နော်ကျွန်တော်တို့ဓမ္မຫນွေဦးတက္ကသိုလ်ရဲ့တာဝန်ရှိသူတဦးတယောက်ချင်းဒီကို၎င်းပေါ့နော်နောက်တစ်ခါမြန်မာဒီကျွန်တော်တို့ MNU ရဲ့ခုဘွဲယူဓာတ်ပုံလေးတွေကိုစိတ်ရှိလက်ရှိပေါ့နော်စိတ်ရှိလက်ရှိလည်းဆွဲပြီးတယ်တတရရလည်းဖြစ်တယ်ထူးထူးခြားခြားလေးလည်းဖြစ်အောင်ပေါ့နော်ရေးဆွဲပြီးတဲ့MNU လက်မှုပညာကလပ်ကိုပြောရမှာပေါ့နော်အဲ့ကလပ်ကသားတို့သမီးတို့ကိုလည်းအထူးကျေးဇူးတင်တယ်နော်ဒီဟာလေးကဆရာတို့ပွဲရဲ့ပေါ့နော်အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်သားတို့သမီးတို့ရဲ့ပါဝင်အားဖြည့်မှုတွေရပါနော်အဓိကကတော့ပေါ့နော်ဒီနေ့ပွဲရဲ့အဓိကကျွန်တော်တို့ဟွာတွေဖြစ်တယ်ပေါ့နော်ဒီပုံကိုယ်တွေဖြစ်တယ်ပွဲယူမောင်မယ်တွေအတွက်ကတော့ဒါဘဝရဲ့အမှတ်တိုင်တစ်ခုစိုက်ထူလိုက်တဲ့နေ့ပေါ့နော်ဒီစိုက်ထူလိုက်တဲ့မှတ်တိုင်ဟာအခုဒီနေ့ပွဲယူမောင်မယ်တွေရဲ့ကိုနှိုက်တာမဟုတ်ဘူးပေါ့နော်ပွဲယူမောင်မယ်တွေရဲ့ဘဝတသက်တာလည်းပြောလို့ရတယ်နောက်ပေါ့နော်နောက်မျိုးဆက်တွေအထိလည်းပြောလို့ရတယ်ပေါ့နော်ဒါကကိုဘဝတသက်တာမှာလည်းကိုယူစရာမှတ်တိုင်တစ်ခုဖြစ်တယ်နောက်ကိုယ့်ရဲ့မျိုးဆက်တိုင်းတွေကလည်းဘယ်ချိန်ပဲသူတို့တွေပြန်ပြောပေါ့နော်ဘယ်ချိန်ပဲဘသူကိုပဲသူတို့ဘာကိစ္စနဲ့ပဲတိုက်ဆိုင်လို့ပြောပေါ့နော်ဒီနေ့စိုက်ထူခဲ့တဲ့မှတ်တိုင်ကသူတို့မျိုးဆက်တွေတိုင်းအတွက်လည်းအမြဲတမ်းဂုဏ်ယူစရာပေါ့နော်အမြဲတမ်းကြားရတဲ့လူတိုင်းကဂုဏ်ယူတယ်ဂုဏ်ပြုတယ်လို့ပြောစရာပေါ့နော်အဲ့လိုမှတ်တိုင်တစ်ခုစိုက်ထူလိုက်တဲ့နေ့ဖြစ်ပါတယ်နော်တကယ်တော့ပြောရင်လည်းပေါ့လေဒီမှတ်တိုင်ဆိုတာကတာမန်မှတ်တိုင်တစ်ခုတည်းအများကြီးထူခြားတယ်ပေါ့နော်ဆိုတော့အဓိကဘာတွေထူခြားသွားလဲဆိုတော့မတရားမှုပေါ့နော်ခေါင်းကုတ်မခံခဲ့ဘူးဆိုတာရဲ့ပြရုပ်လည်းဖြစ်တယ်ဒီနေ့မှတ်တိုင်ကတော့ဘွဲရမောင်မယ်တို့ဟာဒီနေ့စိုက်ထူလိုက်တဲ့မှတ်တိုင်ကတာမန်မှတ်တိုင်မဟုတ်ဘူးပေါ့နော်မတရားမှုကိုခေါင်းကုတ်မခံခဲ့ဘူးဆိုတဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုကအမှန်တရားဘက်မှာယက်တည်ခဲ့တယ်ဆိုတဲ့ပြရုပ်လည်းဖြစ်တယ်ဒီဟာကနော်နောက်တစ်ခုကတိုင်းပြည်နဲ့လူမျိုးပေါ်တစ္ဆာမဖောက်ခဲ့ဘူးဆိုတဲ့ပြရုပ်လည်းဖြစ်တယ်ဒီလိုပြရုပ်မျိုးစုံနဲ့နော်ဒီစိုက်ထူခဲ့တဲ့မှတ်တိုင်တွေဖြစ်လို့လည်းခုနပြောလို့ပေါ့နော်မျိုးဆက်အဆက်ဆက်ဂုဏ်ယူစရာဖြစ်တယ်လို့ကျွန်တော်ကပြောကြားလို့ခြင်းဖြစ်ပါတယ်နော်ဒီကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေနောက်တစ်ခုကပေါ့နော်စိတ်ညစ်စရာတွေစိတ်ဆင်းရဲစရာတွေပေါ့နော်ဘာတွေပဲကြုံခဲ့ပေါ့နော်ဒီမောင်တို့မယ်တို့ရှောက်လန်းခဲ့တဲ့ခြေလှမ်းတွေကိုရက်တန့်မပြစ်နိုင်ခဲ့ဘူးဆိုတဲ့ပြရုပ်လည်းဖြစ်တယ်ပေါ့ဒါကအားလုံးသိတာပဲလေတချို့ဆိုရင်ဒုက္ခတဲ့စခန်းလူနေရာကနေစိတ်ရှောင်နေရာတွေကနေတက်ခဲ့ကြရတယ်တချို့ဆိုလည်းပြေးလွှားရင်းနဲ့ဒီ MNU ရဲ့သင်ခန်းစာတွေလေ့လာဖို့ပေါ့နော်အင်တာနက်လိုင်းရတဲ့နေရာကိုတိုင်ကယ်နဲ့ပဲလာလမ်းလျှောက်ပြီးတော့ပဲလာရတဲ့အချိန်မှာရတယ်လို့နဲ့အခက်အခဲမျိုးစုံတဲ့တိုင်းဆရာတို့စမ်းသပ်ခံကြရတယ်ဗောလေဒါပေမဲ့ဘယ်လိုအခက်အခဲကမှဒီဝေယူမောင်မယ်တွေရဲ့ခြေလမ်းတွေကိုရက်တက်မပြစ်နိုင်ခဲ့ဘူးဆိုတော့ဒါထင်ရှားတဲ့ပြရုပ်တွေဖြစ်တယ်ဗောနော်ဒီနေ့ဟာနောက်တစ်ခုကဒီနေ့ဒီချိန်ထိပေါ့နော်ဆရာတို့နဲ့အတူတူလက်တွဲမဖြုတ်ဖဲနဲ့ဗောလေ
ခိုင်ခိုင်မြဲမြဲနဲ့တွဲထားပြီးတဲ့အတွက်လည်းဆရာဟိုကျေးဇူးတင်ကြောင်းလည်းပြောချင်တယ်ပွဲရမောင်မယ်လို့ပေါ့နော်ဆိုတော့ဒါကဆရာတို့ဟိုကျော်ဆရာမတွေဘက်ကရောဒီမောင်တို့မယ်တို့ဘက်ကရောပေါ့နော်ဟိုဘလောက်လက်တွဲညီခဲ့တယ်လဲဘလောက်တစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ဘလောက်ယုံကြည်မှုခိုင်မြဲခဲ့တယ်လဲဟိုဆရာတို့ရဲ့တွဲလက်တွေခိုင်မြဲမှုရဲ့ပေါ့နော်ဒါကဟိုပြရုပ်လည်းဖြစ်တယ်เนาะဒီလိုမျိုးဆရာတို့လက်ကိုဟိုဘယ်လိုအချိန်ခါဘလောက်ဆင်းရဲဒုက္ခဖြစ်ဖြစ်ဟိုရောင်လို့တောင်ပေါ့နော်မဖြုတ်ခဲ့တဲ့အတွက်လည်းဆရာတို့ကကျေးဇူးအရန်တင်ပါတယ်လို့ပြောချင်ပါတယ်ပေါ့နော်ဆရာညီကုန်းချုပ်ပေးပါမယ်နော်ညီကုန်းချုပ်နေနေရတော့ဆရာတို့ဒီနေ့ကပေါ့နော်ဟိုဘွဲရမောင်မယ်တွေဟာစိတ်သက်ပိုင်းဆိုင်ရာအရာရောနှလုံးကြီးရာရောလက်ယုံကြီးရာရောပေါ့နော်ဒါမှတ်ကြောက်တင်ခံပြီးသားသူတွေဖြစ်သွားပြီလို့ဆရာကတော့ပြောလို့ပါတယ်နော်ဟိုတောင်ကြီးဖြစ်သွားပြီပေါ့နော်တောင်ကြီးဖြစ်သွားပြီဒါကြောင့်မို့လို့ပေါ့နော်ဒီခုလက်ရှိလက်ယုံကြီးနှလုံးကြီးမှတ်ကြောက်တင်ခံထားပြီးသားသူတွေဖြစ်တာနဲ့အညီရှေ့ဆက်ပြီးတော့ပေါ့နော်ဒီတော်လန်ရေးကာလလည်းဖြစ်ချင်းဖြစ်မယ်တော်လန်ရေးအလွန်ကာလမှာလည်းဖြစ်ချင်းဖြစ်မယ်ဘလို့ချိန်ကာလမှာပဲဖြစ်ပါစေပေါ့နော်ဒီသူတွေနဲ့တသားတည်းရပ်တည်ပေးပါအခုစိတ်မဝမကြားပြပါတော့ဒုတိယတိပတိဆရာကြီးဒေါက်တာဝင်းအားကျေးဇူးထူးပင်တင်ရှိပါတယ်ရှင် ဝယ်နှင်းသပင်ကိုရုပ်သိမ်းပြီ